အားလုံးပဲမင်္ဂလာပါ Ustream MM ကနေပြန်လဲကြိုဆိုလိုက်ပါတယ် Stream ကြည့်လို့မရေနိုင်ဘူးဆိုရင်သူငယ်ချင်းတို့ကြည့်နေတဲ့ Stream မှာတူတာ MC မဟုတ်သေးပါဘူးဟာတာဖြစ်တဲ့ပရိသတ်ကိုဖန်ဆားနိုင်တဲ့ Stream မှာ YouTuber ဖြစ်တဲ့တူတာ MC အကြောင်းကိုဗီဒီယိုလေးနဲ့အပြည့်အစုံပြောပြပေးတော့မှာမို့လို့အဆုံးထိလိုက်ပါကြည့်ရှုပေးဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်တူတာ MC ဆိုတာဂိမ်းဆော့ရုံပဲမဟုတ်ပါဘူး Stream ကို show တစ်ခုလိုလုပ်တတ်သူပဲဖြစ်ပါတယ်ဂိမ်းမှာ fail ဖြစ်ရင်တော့စိတ်မဆိုးပဲကိုယ်တိုင် share roast လုပ်လိုက်တော့ပရိသတ်တွေအတွက်ပို့ပြီးရရတာပါတခါတလေချက်ကစနောက်လိုက်ရင် Brazil, you chopping America. Yes. Yes. Every time they give, say you the best. But the gift, you the best, bro. Yes, Tota. What is? Hey. တိုးတန် MC ရဲ့ပြန်စားနောက်တဲ့ပုံစံက string ကိုပို့ပြီးအသက်ဝင်စေပါတယ်ဒါကြောင့်ပဲသူ့ string ပြဲကိုဝင်ကြည့်တဲ့သူတိုင်းကရဲဖို့ပဲဖြစ်သွားတယ်ဆိုပြီးပြောကြတာပါပရိသတ်တွေတိုးတန် MC ကိုချစ်ရတဲ့အကြောင်းရင်းက Amazing. How are you feeling? Very good. Bro, today I sleep. Yesterday I Snoop Dogg in drive. Very good, bro. Busy life, busy fun time. Bro, the bash day, bro. They the bash. Snoop Dogg the bash, bro. Absolutely. Yeah. Do you like Snoop Dogg? Love Snoop Dogg. I saw you guys hot boxing with him the other day, killing it. Yeah. Yeah. Very, very good. Okay, man. I think you're gonna have a You're great the best, time bro. over you too, man. Absolutely. All right. သူကမကြီးကျယ်ဘူးပရိသတ်နဲ့ distance မထားဘူး string ကိုမိတ်ဆွေတွေနဲ့စော့တယ်လို့လုပ်တယ်လို့ပါ relay ဖြစ်ချင်တယ်ဆိုရင်တိုးတာ MC ရဲ့ string ကိုဝင်ကြည့်လိုက်ပါခုလိုဗီဒီယိုတွေကိုသဘောကျတယ်ဆိုရင် like share နဲ့ subscribe လုပ်ထားပေးပါခုလိုအဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ် YouTuber streamer အကြောင်းတွေကိုဆက်ပြီးတင်ဆက်ပေးသွားပါမယ်